Arsenal ရဲ့ကန်နဝင်းဆန်တဲ့အောင်ပွဲပရီးမီးယားလိချန်ပီယံကန်နာတို့အားလုံးပဲမင်္ဂလာရှိစွာနဲ့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ22နှစ်ဆိုတဲ့ရှည်လျားလာတဲ့အချိန်ကာလကိုစောင့်ဆိုင်းခဲ့ကြရတယ်မျော်လင့်အိမ်မက်မက်ခဲ့ရတယ်ကြေကွဲခံစားခဲ့ရတယ်အချိန်ချင်းခါခါမျော်လင့်ခဲ့ရပြီးထက်ခါတလဲလဲယုံကြည်ခဲ့ကြရတယ်အဲ့ဒီကာလကအရာတွေကိုရင်ထဲမှာသေးသေးချာချာခံစားကြည့်လိုက်ပါအခုတော့အာစနယ်သူတို့ရဲ့နှလုံးသားကိုလွတ်လပ်စွာပျော်ရွှင်ခွင့်ပြုလိုက်ပါပြီနောက်ဆုံးမှာကျွန်တော်တို့ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပါပြီရိုးသားပြောရရင်အာစနယ်ဒီကဖလားရတာထူးခြားစမ်းကြယ်လွန်းပါတယ်နှစ်ပေါင်း20ကျော်ကြာဝေးကွာနေတဲ့ချန်ပီယံအိမ်မက်အသက်ဝင်လာတာမဟုတ်လားလှပတဲ့ဒန်တိုင်းတစ်ခုလိုထူးခြားနေပါတယ်ဒါဟာတကယ်ကိုစိတ်လုံရှားစရာကောင်းလာပါတယ်အာစနယ်သင်းအောင်ပွဲဟာပရိသတ်တွေအတွက်တိတ်ကိုအဓိပ္ပာယ်ရှိပါအာစနယ်သင်းပရိသတ်တွေကခက်ခဲတဲ့ကာလကိုဖျက်ဆီးခဲ့ရတာပါလူတွေကအာစနယ်ကိုလောင်ပြောင်ခဲ့ကြတယ်ပရီးမီးယားလိဖလားမရတဲ့အာစနယ်ကိုနှိမ်ခဲ့ကြတယ်အာစနယ်သင်းကစားသမားတွေကိုတန်တရားဝင်ခဲ့ကြတယ်အာဒီတာရဲ့လုပ်ငန်းစဉ်ကိုမေးခွန်းထုတ်ခဲ့ကြသလိုဒီအသင်းထိပ်ဆုံးကိုပြန်ရောက်နိုင်ပါမလားဆိုတာကိုတန်တရားဝင်ခဲ့ကြပါတယ်ဒါပေမဲ့အာစနယ်ကစားသမားတွေကတက်ညီလက်ညီဆက်ပြီးတော့ရှိနေခဲ့ကြအာစနယ်သင်းပရိသတ်တွေသူတို့ရဲ့မျှော်လင့်ယုံကြည်စိတ်ကိုဘယ်တုန်းကမှမစွန့်လွတ်ခဲ့ကြပါဘူးတကယ်လို့များအာဒီတာသာမရှိရင်အာစနယ်အောင်ပွဲကဘလို့မှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူးအာစနယ်အသင်းအတွက်အာဒီတာလှုပ်ပေးခဲ့တာတွေကတကယ်ကိုမယုံနိုင်စရာကောင်းလှပါလိမ့်အာဒီတာကအာစနယ်အသင်းရဲ့ winning mentality ပရိသတ်နဲ့နှွေးထွေးတဲ့ဆက်ဆံရေးပြီးတော့အရေးကြီးဆုံးအရာဖြစ်တဲ့အောင်ပွဲတွေအတွက်ယုံကြည်မှုကိုပြန်လည်ယူဆောင်ပေးခဲ့ပါလိမ့်အာဒီတာကကြမ်းတမ်းတဲ့အခက်အခဲတွေခံစားခဲ့ရတယ်သင်ခန်းစာယူခဲ့ရတယ်ဖီအားတွေအောက်မှာကြံ့ကြံ့ခံရက်တည်ခဲ့ရပါလိမ့်ဒါကြောင့်အခုအောင်ပွဲဟာကမ္ဘာပေါ်ကအတိမတ်ပြုကြီးကျူးမှုအားလုံးနဲ့ထိုက်တန်ပါလိမ့်အာစနယ်အသင်းပိုင်ရှင်တွေကအာဒီတာကိုလေးစားမှုအပြည့်ပေးခဲ့အာဒီတာကိုထုတ်ပယ်ပြီးလူများစုအပြောင်းလဲကိုလိုချင်နေကြတဲ့အချိန်မှာတော့သူတို့ကအာဒီတာရဲ့နောက်မှာကြားကန်ပြီးတော့ယုံကြည်ပေးထားခဲ့ကြပါတယ်အာဒီတာရဲ့စီမံကိန်းကိုပံ့ပိုးပေးခဲ့ကြပါတယ်စိတ်ရှည်သီးခံပေးခဲ့ကြပါတယ်ဒါကြောင့်လဲသူတို့ကအဲ့ဒီယုံကြည်မှုရဲ့ထိုက်တန်တဲ့ရလက်စုလက်ကိုပြီးခဲ့တဲ့ညမှာစတင်ခံစားခဲ့ရပါပြီမန်စီးတီးပြဂွာဒီယိုလာကလည်းပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့အာစနယ်အသင်းကိုဂုဏ်ပြုခဲ့ဂုဏ်ပြုပါတယ်အာစနယ်မီခေးနီးပြအဖွဲ့ဝန်ထမ်းတွေနဲ့ဒီပရီးမီးယားလိချန်ပီယံပရိသတ်တွေအားလုံးကိုကျွန်တော်ဂုဏ်ပြုပါတယ်ဒါထိုက်တန်မှုရှိပါတယ်တစ်ချိန်တည်းမှာကျွန်တော်ရဲ့နီးပြဘွားတစ်ချောင်းလုံးမယုံနိုင်စရာတွေနဲ့တိုက်ပွဲဝင်ခဲ့ရတဲ့နှစ်သက်နှစ်လည်းဖြစ်ခဲ့ရပါတယ်နောက်ဆုံးခိုက်တန်းကိုရောက်တဲ့အထိကျွန်တော်လုံးဝလက်မလျှော့ခဲ့တော့လဲနှစ်သက်မိပါတယ်လို့ဂွာဒီယိုလာကပြောခဲ့တာပါဂွာဒီယိုလာတရားဒီမှာနီးပြဘွားတစ်ချောင်းပထမဆုံးအချိန်ဖြစ်အမတ်ပေးချန်ပီယံဆုနဲ့2ရာသီဇက်တိုက်လွဲချော်သွားခဲ့ရတာဖြစ်ပါတယ်မန်စီးတီးကိုကင်တွယ်ခဲ့တဲ့10ရာသီတွင်းမှာပရီးမီးယားလိချန်ပီယံဆုကို6ရာသီရယူနိုင်ခဲ့ပြီးတော့ချန်ပီယံဆုနဲ့2ရာသီဇက်တိုက်လွဲချော်ရတာအခု2024-25နဲ့2025-26မှာပထမဆုံးအချိန်ဖြစ်ခဲ့တာပါအရေးကြီးဆုံးအရာကတော့အာစနယ်အသင်းသားညီကိုတွေပါပဲအာစနယ်ရဲ့ဂုဏ်သိက္ခာအတွက်အရာအလုံးပေးဆက်ခဲ့ကြတဲ့မိသားစုပါအာစနယ်ဇာမာရီယာတယောက်နဲ့တယောက်အတွက်ပရိသတ်တွေအတွက်နဲ့အာစနယ်အသင်းရဲ့တမိုင်းကြောင်းအတွက်တိုက်ပွဲဝင်ပေးခဲ့ကြတယ်ပြီးတော့ကမ္ဘာတစ်ဝန်းမှာရှိတဲ့အာစနယ်ပရိသတ်တွေကလက်ရှိအောင်ပွဲအတွက်လက်ရှိအခိုက်အတန့်အတွက်အပြည့်အဝပျော်ရွှင်ခံစားစေချင်ပါလေဒီခက်ခဲတဲ့နှစ်တွေတစ်လျှောက်လုံးအသင်းပေါ်သစ္စာရှိအတူတူရက်တီအားပေးခဲ့ကြတဲ့မိသားစုတွေတန်ငယ်ချင်းတွေအားလုံးနဲ့အတူအောင်ပွဲခံလိုက်ကြပါအာစနယ်ကသူတို့နဲ့ထိုက်တန်တဲ့နေရာစီပြန်လဲရောက်ရှိသွားခဲ့ပြီးပရီးမီးယားလိချန်ပီယံထပ်ဖြစ်ခဲ့ပါပြီ